ညလုံးဝိုင်းဝိုင်းလှလှလေးနဲ့ပြုတ်ဝက်ဆန်းကျဲတဲ့အလှမျိုးရှိတဲ့သူ International Model တွေရဲ့အချိုးဆက်နဲ့နိုင်ငံတကာထိထိုးဖောက်နိုင်ခဲ့တဲ့သူထိုင်းနိုင်ငံရဲ့အသေးဆုံးခါးဆိုင်စည်ရင်းဝင်တဲ့သူမကတော့ရုပ်ရှင် model သီးဥဆောင်မိုင်းတက်ဘီကပဲဖြစ်ပါတယ်။သူ့ကိုဘာကြောင့်ထိုင်းနိုင်ငံရဲ့အလှဆုံးမိန်းကလေးလို့သတ်မှတ်ထားကြတာလဲ။ဒီမိုင်းလို့ချစ်စလို့ခေါ်ခံရတဲ့ထိုင်းမင်းသမီးတက်ဘီကသူမရဲ့ပြောင်ပြောင်လာတဲ့သီးဥဆောင်ချက်တွေကြောင့်နေရအခိုင်အမာရရှိထားတဲ့ထိုင်းမင်းသမီးပါ။ဖိမက်ရုပ်ရှင်ဇာတ်ကားနဲ့နိုင်ငံတကာပြည်သက်တွေရရှိခဲ့တဲ့အပြင်နောက်ပိုင်းသူမသီးဥဆောင်ထားတဲ့ Heart Attack, Suddenly 20 စတဲ့ရုပ်ရှင်ဇာတ်ကားတွေကလည်းပြည်သက်အားပေးမှုရရှိခဲ့ပြန်ပါတယ်။တခါ My Ambulance ဆိုတဲ့ဇာတ်လမ်းတွေအခုနောက်ဆုံးအဆိုတော်မင်းသား Bright နဲ့အတူတွဲဖက်သီးဥဆောင်ထားတဲ့ Astro Face ဇာတ်လမ်းတွေကြောင့်သူမဟာနာမည်ပိုပြီးကြီးလာခဲ့ပါတယ်။မိုင်ဟာသီးဥဆောင်မင်းသမီးအလုပ်အပြင် Fashion Modeling ပိုင်းကိုပါအသားပေးလှုပ်ဆောင်ခဲ့ပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်းပြည်သက်တွေနဲ့အချင်းမပြတ်အောင်လှုပ်ဆောင်ရရှိပါတယ်။ပြည်သက်ပေါင်း18တန်းကျော်ရှိတဲ့ဒေဗီကာရဲ့လူမှုကွန်ရက်စာမျက်နှာတွေထက်မှာသူမရဲ့နေ့စဉ်ဘဝနေ့စဉ် fashion အသွင်အပြင်စတာတွေကိုပြည်သက်နဲ့အမြဲဝေမျှလေးရှိသူပါ။သူမရဲ့ခမိုက်မိုက်ကိုလီဟန်အထူးသဖြင့်သူမရဲ့တွယ်လျပြီးအစီအသားရဲ့လုံးဝမရှိတဲ့ချက်ရက်လုံးလာတဲ့ခါအလှကိုပေါ်လွင်အောင်ရိုက်ထားတဲ့ဓာတ်ပုံတွေကြောင့်မင်းသမီးပရိသတ်တွေအားလုံးအားကျနေကြပါတယ်။ဒါပေမဲ့အချို့ကတော့ခါးဆိုင်ကိုအစစ်မဖြစ်နိုင်ဘူးလို့လည်းပြောဆိုကြပါတယ်။ဒါပေမဲ့ဒီကောလာဟာလာတွေကိုဒေဗီကာကဘာမှမမှုပဲနဲ့အခုလိုပဲခြေဖြတ်လိုက်ပါတယ်။ကဲမြင်တွေ့ကြတဲ့အတိုင်းသူမရဲ့ခါဟာ22လမှပဲရှိပါတယ်နော်။ International Model ရဲ့ standard ခါးဆိုင်ကတော့23လက်မှဖြစ်လို့သူတို့တွေထက်တောင်မိုင်းရဲ့ခါးဆိုင်ကတလက်မပုံမူပြီးညော့နေနေတာကိုတွေ့ရမှာပါ။မိုင်းရဲ့ခါးဆိုင်ဟာတောင်ကိုရီးယား K-pop အဖွဲ့ Blackpink အဖွဲ့ဝင်ထိုင်းနိုင်ငံသူလီဇာရဲ့ခါးဆိုင်ထက်တောင်ပုံမူသေးငယ်နေတာဖြစ်ပြီးကိုရီးယား K-drama series E ဇာတ်ကားတွေကမင်းသမီးဆိုရဲကြီးနဲ့ခါးဆိုင်အတူတူပဲဖြစ်နေပါတယ်။အခုဆိုရင်ဒေဗီကာဟာနိုင်ငံတကာ fashion show တွေမှာပါဝင်ခဲ့ရုံသာမကဒီနေ့ကျဲ fashion brand တွေရဲ့ brand ambassador အဖြစ်ပါလှုပ်ဆောင်နိုင်ခဲ့သူပါ။ဒါအပြင်သူမရဲ့ကွဲပြားတဲ့ fashion style တမူထူးခြားတဲ့မျက်နှာပေးတွေကြောင့်ဒေဗီကာဟာနာမည်ကြီးရုံကသူမရဲ့အများပြည်သူတွေလှုပ်အားပေးခဲ့တဲ့အလုပ်တွေကြောင့်လည်းဒေဗီကာရဲ့နာမည်ဟာပုံမူပြီးတော့ခိုင်မာလာစေခဲ့ပါတယ်။ကလေးတငယ်အခွင့်အရေးများမြင့်တင်ရေးနဲ့လက်တွေ့အကောင့်ထဲဖော်ရေးတို့အတွက်ပံ့ပိုးကူညီလှုံ့ဆော်ပေးခဲ့ပါတယ်။น้ำในคลองตาก็ต้องแลมองဒါကြောင့်ရုပ်ရည်ခန္ဓာကိုယ်လှပရုံတောင်ကစိတ်ထားနဲ့လှပတဲ့မိန်းကလေးဖြစ်တာကြောင့်ဒေဗီကာဟာထိုင်းနိုင်ငံရဲ့ပြီးပြည့်စုံတဲ့အလှတရားပိုင်ရှင်ရဲ့လို့လူတွေကတင်စားလာကြတာဖြစ်ပါတယ်။ဒါအပြင်ထိုင်းနိုင်ငံတွေမှာကပဲနိုင်ငံတကာအထိပါပေါက်ရောက်ထိုးဖောက်နိုင်ခဲ့သူဖြစ်တာကြောင့်ထိုင်းလူမျိုးတွေအပြင်သူမရဲ့မာကန်ပရိသတ်တွေကပါသူမအတွက်ဂုဏ်ယူနေခဲ့ကြပါတယ်။မိုင်းကိုချစ်တဲ့ပရိသတ်တွေကမိုင်းကိုအားကြသလိုပရိသတ်အချို့ကလည်းအရန်ပိန်လုံးပြီးကျမကြီးထိခိုက်သွားမှာကိုလည်းစိုးရိမ်ပူပန်နေတဲ့သူလည်းရှိနေပါတယ်။ကဲပရိသတ်ကြီးနေနဲ့ပေါ့မိုင်းလိုအချောဆုံးအလှဆုံးကောင်မလေးကိုချစ်ခင်အားကြနေတဲ့သူလားဒီလိုတွယ်လျပိန်လုံးလာကြမိုင်းကိုစိုးရိမ်နေသူလားဆိုတာအောက်ကကောင်းမှန်မှာဖြေဆိုကြည့်ခဲ့ပါဦး။ကျေးဇူးတင်ပါတယ်ရှင်။